အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြန်မာနာဘုံနာတော်ပင်ဆရာလက်နေနေဖြစ်ပါတယ်ဆရာယနေ့ပေါ့မေလ20ရက်နေ့စပြီးနှလုံးသားရေးပေါ်တော့တော်တော်ထူးထူးခြားခြားပေါ့ပြောင်းလဲမဲ့ကံကောင်းခြင်းပေါ့ဘောဓဖူတာနေများအတွက်အခြေဟောစံလေးပေးသူမှဖြစ်တယ်ကဲဘောဓဖူတာနေများပေါ့နော်ကိုယ့်အခြေရဘလို့ပြောင်းလဲမယ်ဘလို့ဖြစ်မယ်ဆိုတော့သိချင်းဒီဗီဒီယိုကိုအပြည့်ကြည့်တာပေးပါဘောဓဖူတာနေများတော့အတွဲတွေရှိမှာနော်အတွဲတွေမှာပေါ့ဒီအပတ်အတွင်းမှာတယောက်နဲ့တယောက်ပေါ့ဘွာပွင့်လင်းမယ်ပေါ့လိုအပ်ချက်တွေအကုန်ပြောလို့မယ်တယောက်နဲ့ပွင့်မြင်စကားပြောဆိုမယ်ပေါ့အိမ်နဲ့ပို့ပြီးလဲချစ်ခင်လာမယ်ပေါ့ပြီးတော့အရင်ကစကားများခဲ့တာတွေနားလည်းမူလဲခဲ့ပဲရှိရင်ဒီအပတ်အတွင်းမှာပေါ့နော်အားလုံးပြည့်ပြောက်သွားမှာပေါ့အဆင်ပြေသွားလိမ့်မယ်ပြီးတော့ပေါ့ခုပေါ်တယောက်တည်းလူတွေပေါ့နှလုံးပေါ့အသေးခွဲခံလူအတွဲအနေကွဲသွားတဲ့လူတွေပေါ့နော်အဲ့လိုလူတွေပေါ့ဘုဒ္ဓတာတွေမှာရှိအဲ့လိုလူတွေအပတ်အတွင်းမှာဘယ်လိုဖြစ်မယ်ဆိုတော့ကိုယ့်ရဲ့ပေါ့နော်ရေးပြင်းလေးတက်ခဲ့ရတယ်လို့ပဲနော်အခြေကိုယ့်ရဲ့ပေါ့နော်ဒီဆိုင်မဲ့လူတယောက်နော်ပေါ်လာလိမ့်မယ်ဆိုတော့အပေါင်းအဖို့အဖြစ်နဲ့ရောက်လာလိမ့်မယ်ပေါ့တိုက်တဲ့ဆိုင်ရင်နဲ့သဘောချင်းတူနေတာမျိုးတွေပေါ့နော်တူလက်တာကြိုက်တယ်ကိုလက်တာကြိုက်နေတာသဘောချင်းတူနေတာပေါ့လေဆန္ဒတဲ့အကွန်တူလေးဖြည်းပေါ့တယောက်နဲ့စကားပို့ရတယ်နော် message ပို့နေတခြင်းတဖြည်းဖြည်းနဲ့ပို့ပြီးအတန်အတစ်တွေပေါ့နော်စတင်ပေါ်လာလိမ့်မယ်ပေါ့ပြီးတော့ဗုဒ္ဓဟူတာလေးညာတွေပေါ့နော်အခြေမှာကံကောင်းစီမဲ့အယောင်လေးပြောရင်နော်အပန်းရောင်နဲ့အစိမ်းရောင်ပဲဖြစ်တယ်အပန်းရောင်နဲ့အစိမ်းရောင်ပေါ့နော်အပြင်ကသွားတဲ့အခါဝတ်ဆင်တာကကိုယ့်ရဲ့ပေါ့နော်ဆွဲဆောင်မှုပိုပြီးကောင်းစီရပေါ့နော်ပြီးတော့ဗုဒ္ဓဟူတာလေးညာပေါ့ဒီအပတ်ထဲမှာအိမ်တော်ကြီးမှာပြောရရင်နော်နည်းနည်းတော့ဂရုစိုက်ဖို့လိုအပ်ပါတယ်ဘာလို့လဲဗုဒ္ဓဟူတာလေးမြတ်ဒီအိမ်တော်ကြီးမှာပေါ့အနောက်ချက်လေးတော့ရှိလိမ့်မယ်ပေါ့ပြန်ရင်တယောက်နဲ့ပေါ့တယောက်ကဒါတစ်ခုပြောတော့နောက်တစ်ယောက်ကဒါတစ်ခုပြောရမလားအိမ်တွေရန်နေဖြစ်တာမျိုးတွေအနိုင်ငယ်ရှိလိမ့်မယ်အဲ့ဒါလေးတော့နည်းနည်းရှောင်ရှင်းပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်ကဲဒီဗီဒီယိုကိုဗုဒ္ဓဟူတာလေးမြတ်ကြည့်နေအခြေကံကောင်းစေဖို့ comment လေးမှန်းခဲ့ကြပါခင်ဗျာပြီးတော့ကိုယ့်တငယ်ချင်းတွေဗုဒ္ဓဟူတာလေးမြတ်တငယ်တွေမှာရှိဒီဗီဒီယိုကို share ပေးကြပါဆရာကတော့အခုဆက်တဲ့ချင်းနော်ဆရာရဲ့အိမ်မှာပေါ့နော်လာပြီးတော့မေးမြန်းလို့ရပါတယ်ဘယ်လိုလာရမလဲဆိုတော့ဒီမှာပသိမ်ကြီးမြို့ပေါ့ဒုက္ခမလာတဲ့ပကံလန်းအမှလာပြီးဟောက်ကန်ရှိပါတယ်ဟောက်ကန်လာပြီးမေးလို့ရပါတယ်ဟောက်ကန်လာလို့အဆင်မပြေဆရာဖုန်းနံပါတ်399100နင်းနေငါတက်မှာဒါနဲ့ဆက်တက်ပြီးလောက်အောင် Viber Telegram နဲ့တစ်ဖက်ဆရာကိုဆက်တက်ပြီးမေးမြန်းလို့ရပါတယ်ကဲဒီဘော်ဒ်တာလေးများအားလုံးပါနော်ရေးပန်းကောင်းကြပါအောင်မြင်ကြပါ